မင်္ဂလာပါခင်ဗျာ Channel P ကနေကြိုဆိုပါရစေဒီကနေ့တော့ဖော့စလုံးပြုလုပ်ပုံအစဉ်စဉ်ကိုရိုက်ကူးတင်ဆက်လိုက်ပါတယ်သုံးမဲ့ဒူးရှိတဲ့ဖော့စလုံးများပြုလုပ်မှာဖြစ်ပါတယ်ဖော့ချက်တွေကတစ်ချက်တစ်ချက်ကို2ပေ4ပေစိုက်အပြည့်ရှိပါတယ်အခုစလုံးလေးတွေယာထားပါမယ်ကတ်တူစကူတစ်ခုမှာအခုလိုစလုံးလေးတွေအရင်ယာထားပြီးပုံစံထုတ်ထားပါတယ်အဝိုင်းပုံကိုအထူးအပါးလေးပြုလုပ်ထားတာပါဖော့ချက်ပေါ်မှာစလုံးတွေယာပါတယ်ခဲတံဒူးပြီးခဲတံကိုအသုံးပြုထားပါတယ်အခုအဝိုင်းအသေးကလုံကြီးတင်တို့ဝါဆွဲတို့အတွက်ဖြစ်ပါတယ်စလုံးအဖျားလေးတွေကိုအတော်လေးတွေပြုလုပ်လိုက်ပါတယ်ဒါကနောက်ထပ်စလုံးပုံစံတစ်ခုပါနတ်သက်ကိုဖန်တီးနေတာပါ
စလုံးတွေအားလုံးရာပြီးသွားပြီဆိုရင်တော့ဓာတ်နဲ့လီဖောက်ပါတော့မယ်ကျွန်တော်ကတော့ဓာတ်သေးသေးလေးတွေကိုအသုံးပြုပါတယ်အခုဥစ္စာတွေကစလုံးပုံစံပြုလုပ်ထားတဲ့ကတ်တူစက်ကူလေးတွေပါဒါလေးတွေနဲ့စလုံးလေးတွေကိုဖန်တီးပြုလုပ်ပါတယ်အခုလိုကတ်တူစက်ကူနဲ့စလုံးပုံစံတွေကိုအရင်ဆုံးထုတ်ယူရပါမယ်၄ပေ၂ပေဖော့ချက်ကြီးမှာအပြည့်စာစီထားပါတယ်ဒါကိုအရင်ဆုံးအကျန်းပိုင်းလိုက်ပါမယ်ဓာတ်သေးသေးလေးတွေကိုပို့ပြီးသေးသွယ်သွားအောင်ကြောက်ဆက်နဲ့စားထားပါတယ်အခုစလုံးတွေကိုဒီဓာတ်လေးတွေနဲ့လှီးထားပါတယ်ဖော့ချက်တွေကိုဓာတ်နဲ့လှီးရတာအလွန်လွယ်ကူပါတယ်
ဖော်စလုံးအားလုံးလီးပြီးသွားပါပြီဒါတွေကိုဆေးရောင်ချဲပါမယ်အနုမြူရည်ဆေးကိုသုံးပါတယ်ဆိုင်ရဝယ်တဲ့အနုမြူရည်ဆေးကိုရေနဲ့မပြည့်မကျဲလေးစပ်ပြီးအခုလိုစုပ်တံနဲ့တုပ်လိမ်းရပါတယ်
ဆေးရောင်ချေပြီးတဲ့ပုံပါအခမ်းအနားမှာတက်ဆင်ပါတယ်ကျိုးတန်းပြီးပင်အန်းနဲ့ထိုးပြီးတတ်ထားတာပါအခုတော့ဒီလောက်ပါပဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ